မင်္ဂလာပါရှင်ဒီနေ့အပိုင်းခွန်အနေနဲ့ဆက်လက်ပြီးတော့မှဆရာမမွန်ဟော်စီရဲ့စာအုပ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့အပိုင်းလေးကတော့ attention and growth အာယုံစူးစိုက်ခြင်းနဲ့ကြီးထွားရှင်သန်ခြင်းအခုနောက်ပိုင်းမှာမျက်နှာအသားရည်လေးပိုကောင်းလာတာကိုသတိထားမိပါတယ်။ဒါကလည်းမျက်နှာကိုတည်တည်ချာချာလေးအချိန်ပေးလိုက်လို့ပြောင်းလဲလာခြင်းဖြစ်ပါတယ်။ဘာမှအထူးတလဲမဟုတ်ပြီမဲ့မျက်နှာကို treatment လုပ်ရမယ့်အချိန်ချင်းဆိုမှုတွေကိုမှန်မှန်သွားတယ်။နေ့တိုင်းအားဖြည့်ပေးရမယ့်အရာတွေအားဖြည့်ပေးတယ်။ဒီလိုပုံမှန်ဂရုစိုက်လိုက်တော့တစ်လလောက်တွင်းမှာပဲအသားရည်ပြန်ပြီးကြည်လင်လာတယ်။ဒါကိုကြည့်ပြီးဆက်ဆက်စဉ်းစားမိတယ်။ဘယ်အရာကိုမဆိုအချိန်ပေးလိုက်တယ်။ attention ပေးလိုက်တယ်ဆိုရင်သူ့ရဲ့ growth ကြီးထွားပြောင်းလဲမှုကိုရလာတာပဲဖြစ်ပါတယ်။တစ်ပင်လေးတွေဆိုရင်လည်းဒီလိုပဲကလေးလေးတွေဆိုရင်လည်းဒီလိုပဲဘာမှမပြုတ်မပြင်းဖြစ်ချင်တယ်လို့ဖြစ်ဆိုပြီးကြီးထွားရှင်သန်လာရတဲ့ဘဝပုံစံတွေနဲ့တေးသေးချာချာအချိန်ပေးပြီးပြုစုဂရုစိုက်ဆောင်ရှောက် attention ပေးလိုက်တယ်ဆိုရင်အပင်တွေမှာလည်းအသီးတွေအပွင့်တွေဝေဝေဆာဆာပွင့်လာကြသလိုလူလေးတွေမှာလည်းလှလှပပရင်ရင်ကြီးထွားတန်မာလာကြတယ်စိတ်နဲ့ပတ်သက်ရင်လည်းဒီလိုပဲလို့ပြောရမှာဖြစ်ပါတယ်တခါတလေမှာကျမတို့ကမကောင်းတဲ့စိတ်တွေကို attention ပေးနေမိတတ်ကြတယ်အခါမှာမကောင်းတဲ့အတွေးတွေကပိုးပြီးကြီးထွားရှင်သန်လာတတ်ကြပါတယ်ဥပမာအားဖြင့်ကျမမကြာခဏရေးလေးရှိတယ်မနာလိုစိတ်ဆိုတာမျိုးကိုမကြာခဏ attention လုပ်သလိုဖြစ်နေတဲ့အခါသူကကြီးထွားလာတာမျိုးဖြစ်တတ်တယ်အချို့သောအရာတွေဟာကြီးထွားလာရုံဒီမကကိုဝါမျိုးတွားတတ်ကြတယ်ဆွဲချသွားတတ်ကြတယ်မိမိရဲ့စိတ်ထဲမှာရှိနေတဲ့မေတ္တာစိတ်လို့ positive energy ကို attention ပေးကြည့်လိုက်ပါပိုပြီးပွားများလာတာကိုတွေ့ရပါလိမ့်မယ်သူများတွေအဆင်ပြေဖို့အတွက်ကောင်းတဲ့အရာတွေကိုကိုတက်နိုင်တဲ့ဘက်ကဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုပြီးတွေးတက်လာတယ်ကုသိုလ်စိတ်ကို attention ပေးလိုက်တဲ့အခါကုသိုလ်တရားတွေပိုပြီးပွားများတက်လာတယ်။လုံနေကြထက်ပိုပြီးအားထုတ်လှုပ်ဆောင်မိလာတယ်။ကျမကဘဝမှာမိသားစုကိုစောင့်ရှောက်ရတဲ့ကုသိုလ်ရှိတယ်။ဒီကုသိုလ်ကနေ့စဉ်နဲ့အမျှရနေတဲ့ကုသိုလ်လို့ပြောလို့ရတယ်။ဒါပေမဲ့ကျမကကုသိုလ်ဖြစ်အောင်လုပ်မယ်လို့စိတ်ကို attention လုပ်လိုက်တဲ့အခါမှာတည်တံ့ကြိုးစားအားထုတ်မှုနဲ့ effort တစ်ခုပါတဲ့ကုသိုလ်ကိုလုပ်ဖြစ်လာပါတယ်ဥပမာအားဖြင့်အမေကိုခြေချောင်းကလေးတွေစားရည်စိမ့်ပြီးနှိပ်ပေးတာမျိုးပါပဲလူတွေရဲ့စိတ်ထဲမှာဝန်ပလွေနှကောင်အမြင်ရှိတဲ့တကောင်ကအဖြူရောင် white wolf တကောင်ကအမဲရောင် black wolf လို့သတ်မှတ်ထားနိုင်ပါတယ်ဒီပုံပြင်လေးကတော့အတော်များများလေးကြားဘူးကြမှာပါပဲအမဲကောင်ကဒေါသကြီးတယ်ရိုင်းဆိုင်တယ်မနာလိုဖြစ်တတ်တယ်လောဘကြီးတယ်မောက်မာတယ်ဝမ်းနေတတ်တယ်နောင်တတွေနဲ့ပြည့်နေတယ်တိမ်ငယ်တယ်မရှိဘဲနဲ့ကြွားတယ်မာနတကွန်ထူထားတတ်တယ်အဖြူကောင်ကကြတော့ပျော်ရွှင်တယ်ငြိမ်းချမ်းတယ်ချစ်တတ်တယ်ဉာဏ်ရှိတယ်ငြိမ်သက်တယ်တနာတတ်တယ်မှန်ကန်တယ်သစ္စာရှိတယ်ခွင့်လွတ်တတ်တယ်ကိုချင်းစာတတ်တယ်အာနာတတ်တယ်ကျမတို့ရဲ့စိတ်တွေထဲမှာအဲ့ဒီအမဲကောင်နဲ့အဖြူကောင်ဟာအမြဲရှင်ပြိုင်နေတတ်ကြတယ်ဘယ်သူကနိုင်တယ်လဲဆိုရင်အစာများကျွေးမိတဲ့ကောင် attention ပိုရတဲ့ကောင်ကနိုင်ရသွားတာပါပဲအမဲကောင်ကိုအစာများကျွေးမိရင်လူဆိုးတွေဖြစ်လာတတ်ကြပါတယ်အဖြူကောင်ကိုပိုကျွေးမိရင်တော့ကောင်းတဲ့လူတွေဖြစ်လာတတ်ကြပါတယ်အချို့ဝင်ပလွေအဖြူတွေဟာအစာလုံးဝမစားရပါဘူးတေဆုံးသွားကြတယ်ဝင်ပလွေအမဲတွေအစာဝလာတဲ့အခါကျတော့လူကိုပါဆွဲချတွားတတ်ပါတယ်လူမှာအရေးကြီးဆုံးကစိတ်ပါပဲတာမန်လူတွေဖို့မှာအဖြူရောင်စိတ်ရှိသလိုအမဲရောင်စိတ်လည်းရှိကြတယ်တလဲစီတွားနေကြတာလေသဘာဝအမှန်တရားပဲဖြစ်ပါတယ်စိတ်ရဲ့ဖြစ်တတ်တဲ့သဘောတွေကိုသိထားနားလည်ထားရင်ပြုပြင်ဖို့လွယ်ပါတယ်တတိတော့ရှိရပါမယ်ဝန်ပလွေအမဲလေးပေါ်လာတာကိုတတိပြုမိတိုင်းအစာမကျွေးမိပါစေနဲ့နောက်တစ်ပိုင်းက
energy transfer energy ရွှေ့ပြောင်းခြင်းအခုချိန်မှာလူတွေချင်းချင်းတွေ့ရင်တယောက်နဲ့တယောက်တိတိမတိတိပူလိုက်တာနော်လို့ပြောဖြစ်ကြတယ်။ရာသီဥတုပူတာကြောင့်နေလို့တောင်သိမကောင်းကြဘူး။မိတ်ဆွေမောင်လေးတယောက်ကတော့အရင်မရှိအဖျားမရှိကျမကို message လေးတစ်စောင်ပို့လာတယ်။အမရေများများတောင်းတော့တဲ့တခြားဘာမှလည်းမပြောဘူးရေတောက်ဖို့ကိုလမ်းတတိပေးလိုက်တာပါပဲသူကျမကိုတတိယနေလို့လည်းဖြစ်မယ်နဲ့တူပါတယ်အဲ့ဒီရေများများတောက်တော့ဆိုတဲ့စာလေးထဲမှာတတိယမှုတွေဂရုစိုက်မှုတွေအလေးထားမှုတွေပါဝင်နေတာခံစားမိပါတယ်ကျမလည်းအဲ့ဒီနေ့မှာပဲမိတ်ဆွေတယောက်နဲ့စကားပြောရင်ရေများများတောက်တော့လို့တတိပေးလိုက်မိပါတယ်တတိယနေတယ်နော်ဂရုစိုက်အောင်နေကောင်းအောင်နေနော်ကြည်လင်ပါစေအေးမြပါစေဆုတောင်းပေးနေမယ်အစရှိသဖြင့်ရှိရှိဝေးဝေးတွေပြောနေစရာမလိုပဲရေများများတောင်းတော့လို့ပြောလိုက်တာလေးနဲ့တင်ပြည့်ပြည့်စုံသွားတယ်လို့ထင်တယ် energy ဆိုတာကူးဆက်စေတဲ့အရာတစ်ခုပါပဲတယောက်ကနေတယောက် energy transfer လုပ်နိုင်ကြပါတယ်ကိုကစပြောလိုက်တဲ့စကားတစ်ခွန်းကိုကစလုပ်လိုက်တဲ့အလုပ်ကလေးတစ်ခုဟာကိုယ်တိုင်သာမကပတ်ဝန်းကျင်ကိုပါတရားမှုရှိနေတတ်တယ်များသောအားဖြင့်တော့ဒါကိုသတိမထားမိတတ်ကြပါဘူးကိုယ်တိုင်ကြုံဘူးတဲ့အဖြစ်အပျက်တစ်ခုပါပဲတရက်မှာတော့ကျမကတခုခုလာပြောရင်တရက်မှာတော့ကျမစိတ်တွေတူနေတာကိုတိတိတတ်တာခံစားမိတယ်အိမ်မှာတယောက်ကတခုခုလာပြောရင်လေစိတ်မရှိမဖြေချင်းပြောသမျှလည်းအဆင်မပြေရန်လိုနေတယ် aggressive ဖြစ်နေတယ်ဘာဖြစ်လို့စိတ်တွေချွတ်ဆက်နေတာလဲစဉ်းစားတော့အကြောင်းအရာမေမေရရလည်းမရှိနောက်တော့မှဖြတ်ကနေတတိယမိလိုက်တယ်မနက်ဖက်မှာ Facebook ကြည့်ရင်အပေါင်းအသင်းတယောက်ရေးထားတဲ့စာလေးတစ်ကြောင်းကိုသွားဖတ်လိုက်မိတာစိတ်ကအဆင်မပြေဖြစ်သွားတယ်အဲ့ဒီကနေစတာပါပဲအဲ့ဒါဟာ negative energy ရဲ့အစပဲစိတ်ကိုတနေ့တာလုံးအဆင်မပြေဖြစ်သွားစေတဲ့ trigger အစပြုမှုတွေဆိုတာစာကြောင်းလေးတစ်ကြောင်းနဲ့လုံလောက်နေတတ်ပါတယ်အဲ့ဒီအချိန်ဖြစ်သွားတဲ့ခံစားချက် emotion လေးကိုသတိမထားမိလိုက်ဘူးဒါမှမဟုတ်ဘာမှမဟုတ်ပါဘူးလေဆိုပြီးချိုးနှိမ်ထားလိုက်မိတာလေဖြစ်နိုင်ပါတယ်ဒါပေမဲ့သူကပုံစံတစ်မျိုးနဲ့ပြန်ကန်ထွက်လာတယ်။အဲ့ဒီမှာဘေးမှာရှိတဲ့လူတွေကိုပတ်ရမ်းမိတော့တာပဲ။မိသားစုကတော့ပို့ဆိုးတာပေါ့။သူတို့နဲ့ကအာနာစရာမရှိဘူးလေ။အဲ့တော့ပြန်អော်မိတယ်။ကောင်းကောင်းမပြောမိဘူး။စိတ်မရှိဘူးဒါမျိုးတွေဖြစ်လာတယ်။သူတို့ကလည်းဒီတိုင်းပဲနေပါမလဲ။စိတ်မကြည်လင်ပဲနဲ့ယုံသွားမယ်။အပြင်ထွက်မယ်။အိမ်ကဖြစ်ခဲ့တဲ့ပြဿနာကိုသူတို့ဘေးကလူတွေကိုပြန်ပြီးလက်ဆင့်ကမ်းမယ်။ရုံးမှာလူကြီးဆိုရင်သူ့ရဲ့ team ကိုတွားအောင်မိမှာပဲကားအမြန်မောင်းရင် break ကိုစောင့်နှင်းပစ်လိုက်မိမယ်ဒါကြောင့် negative energy ဆိုတာကိုလက်ခံလိုက်မိပြီးကိုယ်ထဲရောက်လာပြီးဆိုတာနဲ့အရင်ဆုံးကိုကစပြီးပူလောင်သွားတယ်ပြီးရင်ကိုမိသားစုကိုဆက်သွားစေတယ်ပြီးရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်အတိုင်းအဝိုင်းတဲ့အထိရောက်သွားတတ်ပါတယ်ကိုယ့်ရဲ့အလောက်ကလူတွေပါမယ်။သွားရင်လာရင်တွေ့တဲ့သူတောင်လွတ်ချင်မှလွတ်မယ်။ဒေါသကနေရမရွေလူမရွေထွက်နေမယ်။တတိမထားမိရင်မထားမိသလိုအဲ့ဒီစက်ကွင်း energy cycle တွေဟာကျဲပြန့်နေတတ်ပါတယ်။ဒါကြောင့်မနက်မှာကောင်းတာလေးတစ်ခုပဲအရင်တွေးကောင်းတာလေးတစ်ခုပဲအရင်ပြောလို့ကိုတတိပေးဖြစ်တယ်။မိုးလင်းလို့အမေနဲ့အရင်တွေ့ရင်အမေညကကောင်းကောင်းအိပ်ပျော်ရဲ့လားဆိုတာမျိုးမေးလိုက်ပါတယ်။မိတ်ဆွေနဲ့စကားပြောဖြစ်တဲ့အခါရေများများတောက်ဖို့မမေ့နဲ့နော်လို့ပြောလိုက်ပါတယ်။အော်သူကငါ့ကိုတတိတရားရှိနေတယ်။ဂယုစိုက်ပေးတယ်ဆိုတဲ့ feeling လေးသူ့ကိုရသွားစေခြင်းနဲ့ဂယုစိုက်ခံရတယ်ဆိုတဲ့ခံစားချက်လေးကဘယ်လိုရှိမလဲ။ဘာမှမဟုတ်ဘူးဆိုပေမဲ့ဒီလိုဂယုစိုက်မှုလေးတွေအလေးထားမှုလေးတွေကတယောက်နဲ့တယောက်လက်ဆင့်ကမ်းလိုက်တဲ့အခါကျေပြန့်တဲ့ခွန်အားရှိတဲ့စက်ကွင်း positive energy cycle တွေဖြစ်လာတတ်ကြပါတယ်။ကိုကအရင်ဆုံးအင်းငိမ့်မှုကိုခံစားရတယ်ကိုမိသားစုစီကိုအဲ့ဒီအင်းငိမ့်မှုလေးကရောက်လာပါတယ်ပြီးရင်ကိုပတ်ဝန်းကျင်တစ်ခုလုံးစီပြန်နှံ့ရောက်ရှိပါတယ်အချင်းချင်းဂရုစိုက်ပေးဖို့လိုတယ်မဟုတ်လားရေများများတောက်ကြနော်ကဲနောက်ထပ်တစ်ပိုင်းအနေနဲ့ broken promises ကြိုးပြတ်နေသောဂတိညာလာလာပါပါကြောမောမောလေးဝစ်စားစေရင်ပြီးပျော်ပျော်ရွှင်ရွှင်လေးတက်ရမယ်ပွဲလန်းတပင်တွေမှာကျမမှာမကြာခဏကြုံကြရဖိတ်ကြားခံရတတ်ပါတယ်
ကိုယ်တိုင်ကျင်းပရတဲ့ပွဲတွေလည်းရှိတာပါပဲဒီလိုပွဲတွေကြုံလာတိုင်းကျမလည်းတက်တက်ကြွကြွနဲ့ဘဲအယောင်လေးဝတ်မယ်ဘယ်လိုစပင်ဘယ်လိုလေးစီရင်ထုံဖွဲ့မယ်ဘယ်လိုဖနက်ကလေးစီးသွားမယ်အစရှိသဖြင့်ပြင်ဆင်မြဲဖြစ်ပါတယ်ဒါပေမဲ့ကျမစိတ်ထဲမှာအဲ့ဒီလိုပွဲတစ်ခုကိုသွားခြင်းပြီးလှုပ်ခြင်းပြီးဆိုရင်စိတ်အနှောက်အယှက်တစ်ခုပေါ်လာတာလေ10ခါမှ9ခါလောက်မလွဲပါဘူးပျော်ဖို့အားခဲထားတာမပျော်ရတော့ဘူးမပျော်နိုင်တော့ဘူးဆိုတာမျိုးဖြစ်ရတာပါမသွားရတော့ဘူးမိတ်ဆွေတွေနဲ့မတွေ့ရတော့ဘူးမလုပ်ပေးနိုင်တော့ဘူးဆိုတာမျိုးတွေဖြစ်လာတတ်တာပါသွားဖြစ်လှုပ်ဖြစ်ခဲ့ရင်လေကျမစိတ်ဖြောင်ဖြောင်တန်တန်ရှိမနေဘူးကျမမှန်းထားတယ်လို့မပြောတော့ဘူးမုတ်တွေအောက်ကုန်တာမျိုးပါဒါကြောင့်ကျမညီမလေးတယောက်ကပြောတယ်မမွန်ကလေအလုပ်တစ်ခုလုပ်မယ်ဆိုရင်စိတ်အနှောက်အယှက်ဖြစ်ဖို့တစ်ခုကြုံရတာပဲနော်တဲ့ဒီစကားကကျမကိုစဉ်းစားစရာဖြစ်စေပါတယ်ကျမကိုပြန်သုံးသပ်မိတယ် reflect လုပ်ကြည့်မိတယ်ကျမအရင်ကကျဲသည်မစုံတော့တဲ့အင်ကြီးလေးတွေစစ်ပြက်နေတဲ့စကတ်ဘောင်းမီလေးတွေသူများကိုစွန့်ကျဲပေးကမ်းခဲ့ပူပါတယ်အဖို့အစားများတာကြောင့်ပေးလို့လူလို့လည်းမကုန်နိုင်ခဲ့ဘူးဒါပေမဲ့တခါမှလည်းမပြေစုံတာလေးတွေကိုမရည်ရွယ်ပဲထည့်ပေးလိုက်မိတာလေတခါတလေမှလည်းမပြေစုံတာလေးတွေကိုမရည်ရွယ်ပဲထည့်ပေးလိုက်မိတာလေးရှိပါတယ်အင်ကြီးကကောင်းသေးတာပဲဇစ်ပြင်လိုက်လို့ရတာပဲကျဲသီးလေးပဲမပါတာပါဝိရင်အကောင်းပါလို့တွေးပြီးပေးခဲ့တာမျိုးပါပဲဒီအကြောင်းကိုတောင်စာတောင်ရေးခဲ့ဖူးပါသေးတယ်အင်ကြီးလေးဝတ်စုံလေးတွေရတဲ့အခါပျော်ရွှင်ကြမှာသိချပါတယ်ဒါပေမဲ့တကယ်ဝတ်ကြီးမှကျဲသီးလေးကမစုံတာနဲ့ဇစ်ဆွဲလို့မရတာနဲ့ကြုံရတော့လေအပြေအဝတော့ပျော်ရတော့မှာမဟုတ်ဘူးဒါကြောင့်နောက်ပိုင်းမှာကျမအဝတ်အစားပေးရင်အနာအစာလေးတွေကိုသိချအောင်ပြုပြဲကြည့်ပြီးပေးတတ်ခဲ့ပါတယ်ဘေးကန်းစွန့်ကြဲခြင်းတွေကိုပြည့်စုံစေခြင်းနဲ့ပျော်မယ်လို့လေလှုပ်ပြီးမပျော်ရပဲဖြစ်သွားတဲ့အကြောင်းကိုစဉ်းစားမိတော့ဒါလေးကဖြက်ခနဲပေါ်လာတာကိုပြောပြတာပါနောက်တစ်ခုကျမကိုအလုပ်လုပ်ပေးတဲ့သူတွေထဲမှာတယောက်ကငွေနဲ့ပတ်သက်ရင်အနှဲငယ်မရိုးဖြောင်းတာကိုကျမရိပ်စားမိပါတယ်အနှဲငယ်လို့ပြောရတာကလေတကယ်ကိုဘာမှမဖြစ်စလောက်အနည်းအချင်းပပလေးလှုပ်တတ်တာကြောင့်ဖြစ်ပါတယ်အဲ့ဒီလောက်နဲ့ကတော့ကျမလည်းမပြောချင်တဲ့အတွက်ညင်နေခဲ့ပါတယ်ဥပမာ900ကျတဲ့ပစ္စည်းတစ်ခုကို800ကျခဲ့တဲ့အမားလို့ပြောတတ်တာမျိုးပါပဲကျမအနေနဲ့က300ပို့တောင်းတာကိုဘာမှမဖြစ်ပေမဲ့မဖြစ်ပဲကိုကတော့နောက်ထပ်900ယူသွားလို့ပြောလိုက်အောင်ပါပဲဖြစ်ပါတယ်စဉ်းစားတာကအမြဲတမ်းပိုလဲပေးနေပါတယ်သို့တော့ဘာမှမဟုတ်တဲ့ရာကနန်းထောင်ကနန်းအစွန်းထွက်ကလေးတွေအဲ့လိုလုပ်နေတာသိတော့စိတ်ထဲမတင်မကျဖြစ်လာပါတယ်အင်္ဂလိပ်ကိုဆိုရင်sneaky ဖြစ်တယ်ပြောရမလားပါပဲကျမဘယ်သူကိုမှကလိမ်ကချစ်မလုပ်ခဲ့ဘူးအကျွေးယူပြီးပြန်မပေးတာသူများပစ္စည်းကိုမသိအောင်ခိုးတာမရှိခဲ့ဘူးပါဘူးငါလိုကောင်းတဲ့သူကဘာဖြစ်လို့အဲ့ဒီလိုသူများကမလိမ်တပတ် sneak လုပ်နေခံရတာလေလို့ကျမစဉ်းစားမိပါတယ်အဲ့ဒီမှာလဲတခုပေါ်လာပြန်တာပါပဲကျမအလုပ်လုပ်တုန်းကကျမအခန်းထဲမှာ color printer တစ်လုံးရှိပါတယ်ကျမစိတ်ကြိုက်ပါပဲကျမဘာလုပ်ခဲ့လဲဆိုရင်စာရွက်ထုတ်ကိုဘာသာကိုဝယ်လာတယ်ပြီးတော့ကိုကြိုက်တဲ့ဓာတ်ပုံတွေစာတွေအစရှိသဖြင့် online ကကြိုက်တာတွေကို color printer နဲ့ထုတ်တော့တာပါပဲကိုစာရွက်တွေကုန်သွားတဲ့အခါလေးအလောက်ကခွင့်ပြုထားတဲ့စာရွက်တွေအနည်းအပါယူသုံးမိတာမျိုးလေးရှိခဲ့ပါတယ်ဆရာမကြီး Louis Hay ရဲ့ Mirror Walk ကိုလိုက်လို့ရင်ဒါမျိုးတွေကလည်းကလိန်ကကျက်မလိမ့်တပတ်လုပ်တဲ့ထဲမှာပါတယ် Universe ကိုလည်း message ပေးလိုက်တာပါပဲ Hey I'm sneaky လို့ပြောလိုက်တဲ့သဘောပါပဲတဲ့ဒါကြောင့် sneaky ဖြစ်တဲ့လူတွေတွေ့ရပါပြီကိုsnake လောက်ကြပါပြီတကယ်တော့ဒီ printer အခန်းထဲထားပေးထားတဲ့အကြောင်းကလည်းအလုပ်အတွက်အသုံးပြုဖို့အတွက်ပဲဖြစ်တယ်။ကိုရေးကိုတာအတွက်မဟုတ်ဘူးလေ။ဒါပေမဲ့ကျမတို့ကဘာမှမဖြစ်တော့ပါဘူး။ဒီလောက်လေးသုံးတာကရပါတယ်။သူများတွေလည်းသုံးတာပဲ။ဘာဖြစ်လဲနည်းနည်းပါးပါးပဲလို့ကျမတို့တွေးတက်ခဲ့ကြပါတယ်။တကယ်တော့ကျမတို့တတိမထားမိတာကအဲ့ဒီနည်းနည်းပါးပါးရဲ့ကြရက်ကိုကမဆုံးနိုင်အောင်ရိုက်ခတ်နေတာကိုခံကြရတာပါ။နောက်တစ်ခုရှိသေးတယ်။ကျမရဖို့ရှိတဲ့ကိစ္စတွေဆိုရင်ချက်ချင်းရမလာတတ်ပဲတစောင်းဆောင်နဲ့စောင့်ဆိုင်ရတာမျိုးတွေ
ပါပဲအမကြီးဒီနေ့ပြီးမယ်နော်ဆိုရင်နောက်နေ့ရက်လောက်မှရတာမျိုးပါစီးပွားရေးပညာသင်တော့ရစရာတွေရှိတာတွေအကုန်ရအောင်ယူပြီးပေးစရာရှိတာတွေအကုန်နောက်ဆုံးမှပေးဆိုတဲ့ logic တစ်ခုသင်ခဲ့ရပါတယ်အဲ့ဒါကအတော်ကြာအောင်အယိုးဆွဲနေခဲ့တယ်ပြောရမှာပဲနောက်တော့ကျမပြောင်းပြန်လန်ပစ်လိုက်ပါတယ်ကိုကပေးမယ်လို့ပြောထားတဲ့အရာတွေကိုတတ်နိုင်သမျှအမြန်ဆုံးပေးလိုက်ပါတယ်ကိုကြောင့်သူများကိုစောင့်ဆိုင်ရတာမျိုးမဖြစ်စေချင်လို့ပါပဲလှုပ်ပေးမယ်ပြောလိုက်ရင်လှုပ်ပေးလိုက်တယ်လွှဲပေးမယ်ပြောထားမိရင်အမြန်ဆုံးပဲလွှဲပေးလိုက်ပါတော့တယ် broken promises တွေမဖြစ်အောင်အထူးရှောင်ခဲ့ပါတယ်ဒီဥပမာ၃ခုကကိုယ်တိုင်ကြုံခဲ့ရတာတွေပါပဲဘာမှအကြီးအကျယ်မဟုတ်တာလေးတွေလို့ယူဆလို့ရတဲ့ကံအလုပ်လေးတွေကိုနိုင်မှာကိုကမဆုံးနိုင်တဲ့တက်ရောက်မှုရိုက်ခတ်မှုတွေရှိနေတတ်ပါတယ်။ဒါမျိုးတွေလုပ်နေခဲ့တာလုပ်တတ်နေတာဟာအခုဘဝမှာတည်းမဟုတ်ဘူး။ဘဝအဆက်ဆက်တောက်လျှောက်လုပ်လာခဲ့တာတွေကြောင့်တတိယကိန်းနေတာမျိုးလည်းဖြစ်ပါလိမ့်မယ်။ Loss of cause and effect အကြောင်းကြောင့်အကျိုးဖြစ်တဲ့ဥပဒေသားကိုပဲကြည့်ပါ။ကိုနဲ့ပတ်သက်နေရတာတွေကိုကြုံတွေ့နေရတဲ့အခြေအနေတွေဟာကိုရဲ့ရောင်ပြန်တွေကိုရဲ့တစိမ့်တသေးတာတွေပဲဖြစ်နေတတ်ပါတယ်။တတိရှိရှိလေးနဲ့နေစဉ်ဘဝကိုကြည်နေတယ်ဆိုရင်ကိုလည်းပုံစံအမျိုးစုံနဲ့ပြန်တွေ့ရမှာပဲဖြစ်ပါတယ်။တိတ်တော့အံ့ဩစရာမရှိပါဘူး။ကျမတို့သိချင်သိမယ်မသိချင်မသိဘူး။ညံမမီတာမျိုးလည်းဖြစ်ချင်ဖြစ်မယ်။သို့တော့ကြုံရသမျှကောင်းတာဆိုးတာမှန်သမျှသည်ကိုပါဝင်ပတ်သက်ခဲ့မိတဲ့အကြောင်းတွေကြောင့်ပဲဖြစ်ပါတယ်။အခုစာစုထဲကအကြောင်းအရာလေးတစ်ခုကို Money Mindset Miracle စာအုပ်ထဲမှာနည်းနည်းလေးပေမဲ့မဆုံးနိုင်အောင်ရိုက်ခတ်နေတဲ့တော့ကရဲဆိုတဲ့ခေါင်းစဉ်နဲ့ရိုက်ခတ်နေတော့ကရဲဆိုတဲ့ခေါင်းစဉ်နဲ့ရေးခဲ့ပူပါတယ်တဲ့ဒါလေးကိုဖတ်ပြပေးရမှာလားမဖတ်ပြပေးရဘူးလားဆိုတာစဉ်းစားရင်းနဲ့နည်းနည်းလေးကြာသွားတာနောက်တစ်ပိုင်းရောက်လာပါပြီbreak the cycle ဖောက်ထွက်ပါတရက်ကမိတ်ဆွေအသစ်တစ်ယောက်နဲ့အပြင်မှာစုံစည်းခွင့်ရခဲ့ပါတယ်။သူကပကြီးပညာရှင်တူဖြစ်ပြီးသူ့မှာပကြီးကြောင်းလေးရှိတယ်။သူ့နေရာလေးကတိတ်တိတ်ဆိတ်ဆိတ်အေးချမ်းလေးရှင်းတန်မွမွပြန်ကလေးသူ့မှာចောင်းသားចောင်းသူလေးတွေရှိတယ်။သူဆွဲထားတဲ့ပုံတွေလည်းကြည့်ခဲ့ရတယ်။ကျမကလည်းပကြီးကြိုက်တဲ့သူမို့ကောင်းလိုက်တာအားကြစရာအေးချမ်းပျော်ရွှင်စရာကောင်းလိုက်တဲ့ဘဝပါလားလို့ပြောတဲ့အခါသူကချက်ချင်းပဲဟုတ်တယ်ဒီဘဝနေရတာသိပ်ပြောတယ်ဒါလေးလုံနေရတာကြည်နပ်တယ်လို့ပြောပါတယ်ပြောတယ်ဆိုတဲ့စကားကိုသူထက်ခါယုံကြည်မှုရှိစွာနဲ့ပြောနေတာကိုခံစားမိတယ်ပုံမှန်အားဖြင့်ဆိုရင်ကျမတို့တွေကအခုစိတ်ထဲမှာတကယ်ပြောနေရဲ့လားလို့မေးတဲ့အခါအင်တင်ဖြစ်သွားတတ်ကြတာများပါတယ်ပြောသလားမပြောသလားတည်တည်ချာချာမသိတာလည်းဖြစ်နိုင်တယ်။ဒီလိုပါပဲပြောအောင်တော့နေရတာပေါ့လို့ဝေဝါးဖြေတတ်ကြတာလည်းရှိတယ်။ပြောတယ်လို့ပြောရမှာကိုကြောက်တယ်။ပြောတယ်ဆိုတာပါလေဒီနေရာမှာပြောတယ်ဆိုတာကဖလန်ထရောက်ရက်ခက်ပျော်ရွှင်နေတဲ့ခဏတာပျော်ရွှင်မှုမျိုးကိုဆိုလိုတာမဟုတ်ပဲစိတ်အတွင်းထဲကလာတဲ့စစ်မှန်တဲ့ပျော်ရွှင်မှုငွေကြေးနဲ့ပေးပြီးဝယ်လို့မရတဲ့ပျော်ရွှင်မှု inner peace and joy ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်ကျမတို့စီမှာကဘာနှစ်ခုရှိတယ်ဆိုရင်တစ်ခုကအတွင်းကဘာ inner wall ဖြစ်ပြီးနောက်တစ်ခုကတော့အပြင်ကဘာ outer wall ဖြစ်ပါတယ်အပြင်ကဘာမှာchaos လို့ခေါ်တဲ့ရှုပ်ထွေးမှုတွေများပြီးပျော်ရွှင်မှုလို့ထင်ရတဲ့အရာတွေကလည်းတကယ်စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးမဟုတ်ပဲ excitement လို့ခေါ်တဲ့ခဏတာစိတ်လှုပ်ရှားမှုလေးတွေဖြစ်နေတတ်ပါတယ်ဒီစိတ်လှုပ်ရှားမှုတွေကိုနောက်ကိုလိုက်ရင်ကျမတို့ကတကယ်စစ်မှန်မှုမရှိတဲ့ပျော်ရွှင်ခြင်း illusions of happiness ပျော်ရွှင်ခြင်းရဲ့အရေးအယောင်တွေကိုဖန်ဆုပ်ယူဖို့ကြိုးစားနေတတ်ကြပါတယ်ပျော်ရွှင်မှုရဖို့ဆိုတာလွယ်ကူပါတယ်ဥပမာအားဖြင့်အရက်ကြိုက်တဲ့သူကိုအရက်ပေးတောက်လိုက်ရင်ခဏတော့ပျော်ရွှင်သွားမှာပဲဖြစ်ပါတယ်
တချင်းဆိုတာကြိုက်တဲ့သူကိုတချင်းဖွင့်ပေးလိုက်ရင်ကာခုံပြီးပျော်သွားတာပဲဖြစ်ပါတယ်။ပိုက်ဆံတွေအများကြီးရရင်ပျော်ကြတာပဲမဟုတ်လား။ယာထူးတိုးရင်ပျော်တယ်။အင်ကြီးအသေးဝေးရရင်ပျော်တယ်။ဒါပေမဲ့ခတ်တာကဒီပျော်ရွှင်မှုတွေဟာဘယ်လောက်အထိခံတယ်လဲ။တကယ်တော့တဘဝတသက်သားလုံးကြာရှည်မခံတဲ့ပျော်ရွှင်မှုတွေ illusions of happiness တွေသာဖြစ်နေကြလို့ပါပဲ။ဒါကြောင့်ပြင်ပလောကမှာစိတ်ညစ်စရာနဲ့ပျော်ရွှင်စရာဆိုတာဘုံလုံးတလဲငဖြန်တလဲဆိုသလိုတလဲစီလာနေတာပဲဖြစ်ပါတယ်။ကျမတို့တွေဟာလေဘီဝိုင်းထဲမှာလက်ပတ်ပြေးနေတဲ့ကြွက်ကလေးတစ်ကောင်လိုလွတ်မြောက်ရာလမ်းလည်းမရှိမောရကောင်မှန်းလည်းမသိပြေးပြေးရင်ပြေးနေပါတယ်။ကိုဘယ်လောက်မောနေမှန်းလည်းမသိကြပါဘူး။ဘယ်လောက်ထိပင်ပန်းခဲ့ကြရသလဲဆိုရင်လူမှန်းတည်သက်စာအရွယ်ကလေးကနေဘာလုပ်ရင်ဘာဖြစ်မယ်ဘယ်လိုနေရမယ်ဘယ်လိုကြိုးစားရမယ်ဆိုတဲ့သင်ကြားခံရခြင်းတွေရှိခဲ့ပါတယ်။ကျောင်းစတက်တဲ့အချိန်ကစပြီးပြိုင်ဆိုင်မှုတွေရှိလာတယ်။ဘယ်လိုတက္ကသိုလ်မျိုးကိုတက်ခွင့်ရအောင်လုပ်ရမယ်ဆိုတဲ့ဖိအားတွေရှိလာတယ်။ကိုကြိုက်တဲ့တက္ကသိုလ်ရောက်ပြီးဘွဲတွေရလာပြီးဆိုတဲ့အခါကျရင်ရောပြီးသွားပါသလားမပြီးသေးဘူးဘယ်ကိုသွားရမယ်ဘာအလုပ်လုပ်ရမယ်ဘယ်လိုလူမျိုးကိုအိမ်ထောင်ဖက်အဖြစ်ရှာဖွေရမယ်အလုပ်ကိုင်အတီးတကြားရှိပြီးအိမ်ထောင်ကြပြီးဆိုတော့လည်းမပြီးသေးဘူးသားသမီးတွေမွေးဖွားရအောင်မယ်မြေတောင်မြောက်ပေးရအောင်မယ်စုမိဆောင်မိဖြစ်အောင်လုပ်ရအောင်မယ်ရင်းနှီးမြှုပ်နှံမှုလုပ်ရအောင်မယ်အိမ်တွေဝယ်ရအောင်မယ်ဒါမှဘဝနောက်ဆုံးအချိန်တွေမှာအေးအေးချမ်းချမ်းနေနိုင်မှာအသေးအတန်နေမကောင်းဖြစ်ရင်စိတ်ကူရအောင်မှာဒီလိုနဲ့ပဲလူတွေဟာတဘဝကုံဆုံးသွားတတ်ကြပါတယ်ဘယ်မှာလဲပျော်ရွှင်မှုလို့မေးစရာဖြစ်ပါတယ်။ပြင်ပလောကနဲ့ဆက်ဆက်နေတဲ့ဘဝမှာခံစားရတဲ့ပျော်ရွှင်မှုလေးတွေဟာရေပွက်ပမာလို့တခဏတာများတာဖြစ်တတ်ပါတယ်။ဒီဘဝတစ်ခုတည်းသာလျှင်ဒါမျိုးတွေလုပ်ခဲ့တာလားဆိုတော့မဟုတ်ပါဘူး။ဘဝတန်တရားတစ်လျှောက်လုံးကျင်လည်ခဲ့တဲ့ဘဝအသီးသီးမှာကျမတို့တွေဟာဒီအလုပ်တွေကိုထက်ခါမမုန်းနိုင်ပဲလုပ်ခဲ့ကြတာဖြစ်ပါတယ်။ပိုင်လော့ဆရာကြီးပြောသလိုဆိုရင်တက်တီတွေကိန်းလာတယ်အဖန်အခါဘဝများစွာပါပဲအင်္ဂလိပ်လိုပြောရင်တော့ကျမတို့တွေဟာဒါပြီးရင်ဒါလို့ဒီအပိုင်းပြီးပြီဆိုရင်ဒီလိုဖြစ်ရမယ်စရှိသဖြင့် program သွင်းထားတဲ့စက်ရုပ်တွေလိုပြင်ပကဘာမှာလှုပ်ရှားနေကြတာဖြစ်ပါတယ်ဒီ program ကဘိုးဘွားစင်ဆက်လိုက်ပြီး generation အတိုင်းကိုယ့်စီကိုလည်းရောက်လာတာဖြစ်ပါတယ်။အစဉ်လက်ဆင့်ကမ်းလာကြတယ်လို့ပဲဆိုပါစို့။ဒါတွေကိုသိပြီးဆိုတဲ့အခါမှာယုံထွက်ဖို့လိုပါတယ်။ဘယ်ကယုံထွက်မှလဲ။ကြွက်ကလေးလိုပြေးနေမိတဲ့ဘီလုံးထဲကနေယုံထွက်ရမှာပါ။ပြင်ပကဘာတွေကခဏတာပျော်ရွှင်မှုတွေကိုမရှာပဲမိမိရဲ့စိတ်အတွင်းထဲကအတွင်းကဘာအင်နာဝေါ်ထဲမှာစစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာရမှာဖြစ်ပါတယ်။အဲဒီလိုပျော်ရွှင်မှုကိုရှာဖို့ဆိုတာက break the cycle လို့ပြောရမှာဖြစ်ပါတယ်။လည်နေတဲ့စက်ဝိုင်းထဲကနေယုံထွက်လာရမှာဖြစ်ပါတယ်။ program လုပ်ထားတာကို reprogram ပြန်လုပ်ရမှာဖြစ်ပါတယ်။သင်ယူထားခဲ့တဲ့လက်ခံထားခဲ့တဲ့အချို့အရာတွေကိုမြစ်ပြပြီးအသစ်တွေကိုပြန်လဲသင်ယူရမှာဖြစ်ပါတယ်။ unlearn and relearn ပါပဲ။တရက်ကပဲတိုက်ဆိုင်စွာနဲ့2019ခုနှစ်ကရေးခဲ့တဲ့စာလေးတစ်ပုဒ်ကိုပြန်ဖတ်မိပါတယ်။လူတွေအချင်းချင်းတွေ့ကြရင်ဘာအလုပ်လုပ်တယ်လဲဘယ်မှာလုပ်တယ်လဲအိမ်ထောင်ရှိသလားစင်ကယ်လားလုံချင်းနဲ့နေလားရိုးတိုက်ခန်းလားကွန်ဒိုလားဘယ်နေရာမှာနေတာလဲကားရှိရဲ့လားဘာကားလဲအဲ့ဒီလိုမိကွန်းတွေကိုပဲဈေးဝယ်စရင်တစ်ခုလိုတစ်ခုချင်းမေးမြန်းတတ်ကြတယ်အဲ့ဒီအချက်တွေကိုပဲစိတ်ဝင်စားကြတယ်။နင်ပျော်ရွှင်နေရဲ့လားစိတ်အစဉ်ပြေရဲ့လားလို့တော့ဘယ်သူမှမမေးကြဘူး။စိတ်လည်းမဝင်စားကြဘူးလို့ရေးထားတာတွေ့ရပါတယ်။2023ခုနှစ်မှာ break the cycle မဖြစ်သေးပေမဲ့ကိုဘိန်းလုံးထဲလေနေတဲ့ကြွက်ကလေးတစ်ကောင်လိုမြင့်တက်လာခဲ့ပါပြီ။
လူချင်းချင်းတွေ့ကြရင်သူဟာဘယ်လောက်ထိဘဝမှာပျော်ရွှင်ကျေနပ်မှုရှိတယ်လဲစိတ်အတွင်းငြိမ်းချမ်းမှုရှိရဲ့လားသူ့ energy ကဘယ်လိုလဲဆိုတာကိုပိုပြီးစိတ်ဝင်စားတတ်လာပါပြီသူ့ကိုလည်းပျော်နေရဲ့လားလို့မေးတတ်တယ်လို့ကိုကိုမေးလိုက်ရင်လေကိုရဲ့ဖြစ်တည်မှုလေးပေါ်မှာကျေနပ်ပါတယ်အတွင်းကဘာလေးထဲမှာအရာရာကိုလက်သင်ခံပြီးကိုစီမံနိုင်တဲ့အတိုင်းအတာ scope လေးထဲမှာပျော်ရွှင်နေပါတယ်လို့ပြောနိုင်ပြီးဖြစ်ပါတယ်reprogram စလုပ်လာနိုင်ခဲ့ပါပြီအတင်းလုပ်ယူနေတာတွေကလည်းရပ်သွားပြီဖြစ်ပါတယ်အင်မတန်လိုချင်တာတွေများတဲ့အတွက်အင်မတန်ကြိုးစားရပါတယ်အဲ့လိုကြိုးစားရတော့ပိုပြီးပင်ပန်းနေကြရပါတယ်အဲ့လိုပင်ပန်းတဲ့အခါအနားယူချိန်ဆိုတာမရှိတော့ဘူးကို့အတွက်အချိန်ဆိုတာမရှိတော့ဘူးကိုပြန်ရှာတွေ့ဖို့အချိန်တွေမရှိတော့ဘူး break the cycle လုပ်ဖို့အချိန်မရှိတော့ဘူးဒီဘဝမှာဒီဆက်ဝိုင်းထဲကမထွက်နိုင်ခဲ့ရင်သို့မဟုတ်ထွက်ရတော့မယ်ဆိုတဲ့အတိတရားနဲ့ရည်ရွယ်ချက်မရှိခဲ့ရင်နောက်ထပ်ဘဝတွေများစွာဒီလိုပုံစံအတိုင်းဆက်ပြီးလည်နေအောင်ပါပဲတနေ့မှတနာရီလောက်မရှိမှမရမှမဖြစ်မှစားတဲ့စိုးရင်ပူပန်မှုတွေကိုလျှော့ချပြီးမိမိအရှိအတိုင်းလေးသာစိတ်ကလေးကိုလျှော့ပြီးနေထိုင်ကြည့်ပါဒါဟာ inner work ပဲဖြစ်ပါတယ်နေ့စဉ်လုပ်ကြည့်စီခြင်းပါတယ်ဘယ်သူအတွက်မှမပူနဲ့ဘာအကြောင်းကြောင့်မှမပူနဲ့ကလေးလေးတွေဟာအချိန်တန်လာရင်လမ်းလျှောက်တက်လာကြတာပဲဖြစ်ပါတယ်ငှက်ကလေးတွေကလည်းအချိန်တန်ရင်ပြန်တန်းနိုင်ကြတာပါပဲကိုဖိအားပေးနေတာကနေအနာပေးလိုက်ပါမိမိရဲ့ဖြစ်တည်မှုကိုတန်ဖိုးထားကျေးဇူးတင်ပါလုံချင်တာတွေနောက်ကိုပြေးမလိုက်မိတော့တဲ့အခါမှာလုံလောက်စွာပြေဝကြွယ်ဝပြည့်စုံကြွယ်ဝချမ်းသာခြင်းအပန်းတန်တွေခံစားရရှိပါလိမ့်မယ်အတွင်းကဘာတွေကပျော်ရွှင်ငြိမ်းချမ်းမှုကိုခဏပဲဖြစ်ဖြစ်ခံစားကြည့်လိုက်ပါနောက်တစ်ပိုင်းအနေနဲ့ the root of suffering is attachment နဲ့ဘာလဲဆိုတော့ဆွဲလန်းမှုဆိုတာနာကျင်မှုရဲ့ရေတောင်းမြင့်တဲ့လွန်ခဲ့တဲ့ရက်ပိုင်းကကျမအရင်တုန်းကစီးခဲ့တဲ့ကားလေးကိုလမ်းပေါ်မှာပြန်တွေ့တယ်။ရုတ်တရက်အော်ဝမ်းသာသွားပြီးကျမအဲ့ဒီကားလေးနောက်ကိုအမှုမဲ့အမှတ်မဲ့လိုက်နေမိတယ်။ကျမစိတ်ထဲမှာအကြာကြီးဝေးကွာနေတဲ့ချစ်ခင်ရတဲ့ကိုရဲ့မိတ်ဆွေဟောင်းတယောက်ကိုမိသားစုဝင်တယောက်ကိုပြန်တွေ့လိုက်ရတယ်လို့ပဲဒီကားလေးရဲ့ပထမဦးဆုံးပိုင်ရှင်ကတော့ကျမပါပဲဒီကားလေးကိုဘယ်နှစ်ခုနှစ်ကဘယ်မှာသွားဝယ်တာကျမတို့စိတ်ကြိုက်အယောင်လေးဒီကားလေးနဲ့ခရီးတွေသွားခဲ့တာအစရှိသဖြင့်သူနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေပြန်ပေါ်လာပါတယ်ကျမအမျိုးသားကိုလည်းတော်တော်တတိယသွားတယ်အခုကားပေါ်မှာပါလာတဲ့သူတွေကဒုတိယပိုင်ဆိုင်တဲ့သူသို့မဟုတ်တတိယပိုင်ဆိုင်တဲ့သူစသဖြင့်အမျိုးမျိုးဖြစ်နိုင်ပါတယ်9နှစ်6နှစ်လောက်အတွင်းမှာကိုအင်မတန်ချစ်ခင်ဆွဲလန်းခဲ့တဲ့ကိုပဲသွားအတူပါနေခဲ့ဘူးတဲ့ကားလေးပေါ်ကိုမသိတဲ့သူတွေထိုင်နေခဲ့ကြပြီလေဒီအတွေးကကျမကိုတုန်လှုပ်စေပါတယ်တနေ့ကတက်ခဲ့တဲ့ workshop တစ်ခုမှာဆရာကအခုကိုနေနေတဲ့အိမ်ဟာနောက်အနည်း90ကြာရင်ကိုလုံးဝမသိတဲ့သူတွေနေတော့မှဆိုတာကိုသွားတတိယမိလိုက်ပါတယ်ကျမအိမ်မက်တဲ့အခါတိုင်းမွေးကလေးကနေရခဲ့တဲ့အဖွားရဲ့အိမ်ကိုအမြဲတမ်းမွေးကလေးကနေခဲ့ရတဲ့အဖွားရဲ့အိမ်ကိုအမြဲတမ်းမှတ်ပါတယ်အနည်း90တောင်မကြာသေးပါဘူးကျမတို့ဒီအိမ်ကခွာခဲ့ရပြီလေအဲ့ဒီနေရာမှာမသိတဲ့သူတွေရောက်နေပြီဘယ်သူတွေပိုင်ဆိုင်နေပြီလဲဆိုတာမသိဘူးကျမတို့အိမ်ပုံစံလည်းမဟုတ်တော့ပါဘူးကျမအနေနဲ့ဒီနေရာမှာနေခဲ့ဘူးတယ်လို့သာပြောနိုင်တော့တာဖြစ်ပါတယ်ဒါပေမဲ့ကျမဘယ်လောက်ဆွဲလန်းတယ်လဲအခုအသက်45နှစ်မှာအိမ်ဆိုတာကိုအိမ်မက်တဲ့အခါတိုင်းအဲ့ဒီအိမ်ကြီးကိုပဲမှတ်ပါတယ်အဲ့ဒီအိမ်ထဲကအခန်းတွေပန်းချံနဲ့တစ်ပင်လေးတွေရေချိုးခန်းအိမ်သားတွေကအစားကျမစိတ်ထဲမှာခုထိဆွဲမြဲနေတော့မှာပဲလူကသာအဲ့ဒီမှာမနေတော့တာစိတ်ကတော့နေတော့မှာပဲအခုဒီစာကိုဖတ်နေတဲ့သူတွေအားလုံးနောက်ထပ်အနှစ်90မှာရှင်သန်နေရအောင်မေးဆိုရင်အသက်ဘယ်လောက်ရှိနေမလဲလို့တွက်ဆကြည့်စေချင်ပါတယ်။နောက်အနှစ်90ထိကျမရှင်သန်နေအောင်မေးဆိုရင်ကျမဟာအသက်65နှစ်ရှိနေမှာဖြစ်ပါတယ်။
ဒီလောက်အထိအသက်ရှင်မယ်ဆိုတာလည်းမသေးချပါဘူးနော်ရှင်နေရင်တောင်ကျမအခုနေနေတဲ့အိမ်မှာနေခြင်းမှနေနေတော့မှာပါအခုကျမနေနေတဲ့နေရာမှာကျမနဲ့သွေးသားတော်ဆက်တဲ့သူလည်းဖြစ်နိုင်တယ်သွေးသားမတော်ဆက်တဲ့သူလည်းဖြစ်နိုင်တယ်နေကြလိမ့်မယ်သိချတာကတော့ကိုနဲ့အလွန်အလန်းကွာဝေးကိုကိုယ်တော်သိချင်မှသိတော့မှဖြစ်တယ်ကိုနဲ့တိတ်မသက်ဆိုင်တဲ့သူတွေမသိတဲ့သူတွေနေဖို့များပါတယ်ဘယ်လောက်တရားကြစရာကောင်းလိုက်သလဲနေခွင့်ရတဲ့သူထိုက်တန်တဲ့သူတွေနေသွားမှာပဲဖြစ်ပါတယ်ကျမအမျိုးသားဆုံးတော့သူပစ္စည်းတွေကိုရှင်းလင်းရပါတယ်လူတစ်ယောက်လုံးဘဝတသက်တာပိုင်ဆိုင်ခဲ့တဲ့အရာတွေကိုရှင်းလင်းရတယ်ဆိုတာမလွယ်ပါဘူးစိတ်ထဲမှာခံစားရတာတွေလည်းရှိတယ်စာရွက်အပိုင်းလေးမှာရေးထားတဲ့မဆုတိုလေးကအစားကျမအတွက်တန်ဖိုးထားစရာဖြစ်ရတယ်သူ့လက်နဲ့ထိတွေ့ကင်ထွေထားတဲ့သူထားခဲ့တဲ့အရာမှန်သမျှကျမသိမ်းထားခြင်းနေမိတယ်ကျမရှိနေတော့ဒီပစ္စည်းတွေဟာတန်ဖိုးထားစရာဖြစ်နေအောင်မှမှန်ပါပဲကိုမရှိတော့တဲ့အခါသူပစ္စည်းတွေဟာအမိုက်တွေပဲဖြစ်သွားမှာပါဒီအိမ်မှာနေခဲ့တယ်ဒီပစ္စည်းတွေရှိခဲ့ဘူးတယ်ဒီကားကိုစီးခဲ့ဘူးတယ်ဒီလူတွေရှိခဲ့ဘူးတယ်ဓပုံတွေထဲမှာပဲပါခဲ့ဘူးတယ်နောက်လူတွေဟာဒါတွေကိုသိချင်လဲသိမယ်မသိချင်လဲမသိဘူးမရှိတဲ့လူတွေနဲ့ဘာမှ personal connection မရှိတော့ဘူးရှင်သန်နေတာလဲခဏလေးပါသက်ရှိတတ်မဲ့အပေါ်ဆွဲလန်းမှုတွေကတော့အများကြီးပဲစုပ်ကင်ထားတာတွေကလည်းမနှောပဲဒီအရာတွေအားလုံးဟာကိုနဲ့မသက်ဆိုင်တဲ့သူတွေကိုမသိတဲ့သူတွေလက်ထဲကိုရောက်သွားကြမှလည်းအမှန်ပါပဲစဉ်းစားကြည့်ပါကျမတို့အရန်ကြိုက်ခဲ့တဲ့အင်ဂျီလေးတွေနာရီလေးတွေပတ်စံအိတ်ကလေးတွေနေခဲ့တဲ့အိမ်တွေစီးခဲ့တဲ့ကားတွေချစ်ရတဲ့သူတွေနှစ်90မပြောနဲ့ကျမတို့မကွယ်လွန်သေးခင်မှာတော့ဘယ်လောက်အထိဆွန့်လွတ်ခဲ့ရပြီးလဲအင်မတန်ချစ်ခင်နှစ်သက်ခဲ့ပြီးမြဲဘာကိုမှတသက်လုံးဆွဲယူပိုင်ဆိုင်ထားခွင့်မရှိခဲ့ပါဘူးလူတဘာဝအရာဆွဲလန်းမိတတ်တာလည်းအမှန်ပါပဲကောင်းတာလေးနေခြင်းနဲ့စားခြင်းနဲ့သုံးခြင်းနဲ့ဆိုတာမိမိဘဝကိုအေးချမ်းစွာနေထိုင်လိုတဲ့ဆန္ဒပဲဖြစ်စေခြင်းပါတယ်လောဘနဲ့သွားပြီးမကန့်ညိပါစေနဲ့လောဘပါလာရင်ဆွဲလန်းမှု attachment တွေဖြစ်လာတတ်တယ်ဆွန့်လွတ်တဲ့အခါမှာနာကျင်ရတယ်နာကျင်ရခြင်းမှန်သမျှဟာလည်းဆွဲလန်းတွေ့တာမှုတွေကြောင့်ပါပဲ The root of suffering is attachment အင်ကြီးရှင်သခင်မကြီးတယောက်ကကွယ်လွန်သွားတော့မကျွတ်မလွတ်ဖြစ်ပြီးစိတ်ထဲမှာသူနေရတဲ့နေရာကစတူခန်းတည်တည်လေးထဲကတစ်တာပုံးလေးထဲမှာလူဆရာမတယောက်ပြောပြဖူးပါတယ်သူသားသမီးကြံရစ်တဲ့သူတွေကဒီအိမ်ကိုရောင်းတော့မှမို့လို့ဖယ်ပေးပါလို့တောင်းပန်တာတော့သူမဖယ်ပေးနိုင်ဘူးဘယ်သူကိုပဲရောင်းဒီအိမ်ကတစ်တာပုံးလေးထဲမှာပဲသူနေမယ်လို့ဆိုပါတယ်ဒါတို့လည်းမခေါ်ပါဘူးတဲ့အစွဲလန်းတွေဟာအင်မတန်ကြောက်စရာကောင်းပါတယ်ကျမတို့ကအရာရာကိုစုပ်ကိုင်ထားကြတာများပါတယ်သက်ရှိအရာတတ်မဲ့အရာချစ်ချင်းမုန်းချင်းစတဲ့စိတ်ခံစားမှုတွေကိုလည်းထာဝရတည်မြဲနေသလိုစုပ်ကိုင်ထားတတ်ကြပါတယ်နည်းနည်းလေးလွတ်ချနိုင်တယ်ဆိုရင်နည်းနည်းလေးစိတ်ချမ်းသာရပါတယ်အများကြီးလွတ်ချနိုင်ရင်အများကြီးစိတ်ချမ်းသာရပါတယ်ကုသိုလ်ကိုလည်းမဆွဲနဲ့အကုသိုလ်ကိုလည်းမဆွဲနဲ့အယမ်းချစ်တယ်လို့လည်းမဖြစ်နဲ့အယမ်းမုန်းတယ်လို့လည်းမဖြစ်နဲ့အရာရာဟာခဏပါပဲအိမ်တွေကားတွေဥစ္စာပစ္စည်းတွေနဲ့နေရတယ်ဆိုတာရှေးဘဝကုသိုလ်ကံတွေလည်းပါတယ်အခုအချိန်မှာကောင်းတဲ့ဘဝလေးနဲ့နေထိုင်နိုင်တယ်ဆိုရင်ဒီလိုဘဝကိုရစေခဲ့တဲ့အထောက်အပံ့တွေအားလုံးကိုကျေးဇူးတရားခွင့်ဆက်ကြီးတစ်ခုအနေနဲ့လက်ခံပြီးနေထိုင်လိုက်ပါအချိန်ကြတဲ့အခါလူတွေရောအရာဝတ္ထုတွေရောချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေအားလုံးဆွန့်လွတ်ထားခဲ့ရမှာပါခံစားသွားရတယ်နော်နောက်တစ်ပိုင်းဆက်ပြီးတော့မှဖတ်ပြပေးပါမယ် Living with gratitude တဲ့ကျေးဇူးတရားနဲ့နေထိုင်ခြင်းအသက်10နှစ်နဲ့20ကြားမှာအတိတ်ဘဝကံအကြောင်းတရားအရာအိမ်တွေမကြာခဏပြောင်းရွှေ့ခဲ့ရတယ်။ဒါပေမဲ့ပြောင်းခဲ့နေခဲ့ရတဲ့အိမ်ကလေးတွေအားလုံးဟာကောင်းကောင်းမွန်မွန်လေးတွေကြီးပဲ။ချမ်းကျဲကျဲလေးတွေပါတယ်။ဝရန်တာအပြင်နဲ့အိမ်ကလေးတွေ
တစ်ပင်ပန်းမှန်တွေအများကြီးရှိတဲ့အိမ်ကလေးတွေအစရှိသဖြင့်အိမ်နေရာကောင်းကောင်းလေးတွေမှာနေခွင့်ရခဲ့တယ်။ဒါကလည်းအတိတ်ဘဝကဖြည့်ဆည်းခဲ့တဲ့ကုသိုလ်ကံတွေကြောင့်ပဲထင်ပါတယ်။နေရာထိုင်ခင်းနဲ့ပတ်သက်ရင်အမြဲတမ်းကောင်းကောင်းမွန်မွန်လေးဘဝမှာနေထိုင်ခွင့်ရခဲ့ပါတယ်။အိမ်ကလူကြီးတွေတင်တာလည်းရှိသေးတယ်။သူများအိမ်တော့မပြတ်စည်းစေနဲ့ကောင်းကောင်းနေရမယ်။နိုင်ငံတွေမှာတန်မရိုက်နဲ့ကော်ရီမကန့်နဲ့ထိုင်ကုန်တွေကိုမဆွဲနဲ့ကျမ်းပေါ်အစင်းထင်မယ်မပြီးမှရွှေစသဖြင့် respect other people's property ဆိုတာမျိုးအမြင်တင်ပါတယ်သူများပစ္စည်းသူများအိမ်ပေါ်မှာနေတာဖြစ်တဲ့အတွက်ကောင်းကောင်းသုံးရမယ်ကောင်းကောင်းနေရမယ်ဆိုတဲ့အသိရှိခဲ့တယ်အိမ်ငားနေတော့တချို့ကဖြက်စီးသွားတတ်ကြတယ်တချို့ကတော့ကိုလက်ထဲရလာတဲ့အိမ်လေးကိုကောင်းကောင်းမွန်မွန်ယူယူသေးသေးလေးစောင့်ရှောက်ပြီးပြန်အပ်ခဲ့ကြတယ်ကိုအိမ်မဟုတ်ဘူးဆိုတော့လေကိုပိုင်ဆိုင်တယ်လို့မခံစားရပါဘူးဒါနဲ့တော့နောက်ဆုံးငားနေခဲ့ရတဲ့အိမ်ကလေးကနေကိုယ်တိုင်ဆောက်တဲ့အခုနေတဲ့အိမ်ကိုပြောင်းလာတဲ့အခါမျက်ရည်ကျခဲ့ရသေးတယ်အဆွဲလွမ်းနေပေါ့ကိုအိမ်မဟုတ်တာကိုတောင်အဆွဲဖြစ်ပြီးပူလောင်ခဲ့ရသေးတာပါကျမတို့အဆွဲတွေအရန်များပါတယ်ဒီအဆွဲတွေကိုဖြုတ်ဖို့လိုပါတယ်ခုရက်ပိုင်းမှာတော့ကိုငားနေခဲ့ဘူးတဲ့အိမ်ကလေးတွေကိုတတိယမိရင်ကိုရထားတဲ့ခန္ဓာအိမ်အကြောင်းကိုလည်းတွေးနေမိပါတယ်ဒီခန္ဓာကြီးကလည်းအိမ်ငားနေရတယ်လို့ပါပဲဒီဘဝအတွက်ခဏတာအသုံးပြုဖို့ရလာတာပဲအမုံအမွားအပူအေးအမအပြော့ထောက်ကန်ယူစည်းစားတဲ့ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကြီးကိုအတိတ်ကံကုသိုလ်အကုသိုလ်အကြောင်းတရားတွေအရာလက်ခံရလာတယ်သဘောကတော့ဒီရုပ်ဒီခန္ဓာနဲ့ဒီဘဝမှာအသုံးပြုခွင့်ရနေတာပါပဲဒါကို opportunity အခွင့်အလမ်းတစ်ခုအနေနဲ့မြင်တတ်ဖို့သာလိုပါတယ်တစ်ချိန်တော့ထားခဲ့ရမှာပဲဒီခန္ဓာကြီးဟာအမုံအမွားတွေအနေနဲ့တဘာဝတရားကြီးတွေကိုပြန်ရောက်သွားမှာပဲကိုဆိုတဲ့အဖြစ်နဲ့ဒီခန္ဓာကြီးရှိနေတယ်လှုပ်ရှားနေတဲ့ပတ်စံတွေရှာနေတယ်အိမ်ထောင်သားမွေးတွေလှုပ်ကြတယ်ပြီးတော့ကျမတို့ကဆွဲလန်းနေမိကြပြန်နေငါဆိုတာမရှိပေမဲ့လေငါအဖြစ်နဲ့လာရှိနေတာကိုအရာရာကိုငါနဲ့ကပ်ပြီးတွေးနေရင်ပူလောင်နေရတာများပါတယ်ဘဝလိုတင်စားလိုက်ပေမဲ့တကယ်တော့ခဏပဲလူတိုင်းကမွေးကလေးကဒီလိုခန္ဓာကိုယ်တစ်ခုစီတော့ရခဲ့ကြတာပဲဘယ်လိုပုံစံနဲ့နေသွားသလဲသုံးသွားသလဲဆိုတာကတော့ကိုယ်အပေါ်မှာသာမူတည်တယ်တချို့ကဒီခန္ဓာရလာတော့ကုသိုလ်ကံမျိုးစီတွေအချို့ကအကုသိုလ်ကံမျိုးစီတွေခြားခဲ့ကြတယ်တချို့ကဖြက်စီးသွားတတ်ကြတယ်တချို့ကတော့ကိုယ့်အတွက်ရောသူများအတွက်ပါအကျိုးရှိအောင်အသုံးပြုပြီးပြန်အပ်ခဲ့ကြတယ်ဒီလိုတွေးမိတော့ကျမကမိုးလင်းလာတာနဲ့ဒီခန္ဓာကိုယ်ကြီးကိုကျေးဇူးတင်လိုက်မိပါတယ်သူရလာတဲ့အတွက်ကြောင့်ကုသိုလ်တရားတွေအများကြီးပွားများလှုပ်ဆောင်နိုင်တယ်မိဘကျေးဇူးဆက်နိုင်တယ်နားတွေမျက်စိတွေကြောင့်မြင်ရကြားရတယ်အမှားအမှန်ပိုင်းခြားဆင်ခြင်နိုင်တယ်ကျေးဇူးတင်ပါတယ်တရားတွေကိုပွားများနိုင်တဲ့ဉာဏ်ရည်တွေရှိတယ်။လက်တွေခြေထောက်တွေလည်းအကုန်ကျေးဇူးတင်တယ်။ဒါတွေကိုဒီဘဝမှာအကောင်းဆုံးအသုံးချသွားမယ်လို့စိတ်ထဲမှာဖြစ်မိတယ်။အခုချိန်မှာပြန်စဉ်းစားမိတော့ဘဝမှာရထားတဲ့စီးစိမ်ဥစ္စာတွေဆိုတာလေအငှားချထားတဲ့အိမ်မှာနေရတယ်လို့ပါပဲ။ပိုင်ဆိုင်တယ်လို့လည်းမဟုတ်ဘူး။လက်ထဲကိုရောက်လာတာလည်းအတိတ်ကံအကြောင်းတရားတွေကုသိုလ်တရားတွေကြောင့်ရလာတာလေပိုင်ဆိုင်နေဆိုရင်ယူသွားလို့ရလားဆိုတော့လေမရပြန်ပါဘူးအိမ်တွေစောက်ကြတယ်ကားတွေဝယ်စီးကြတယ်ဘယ်လောက်ထိပိုင်ရမလဲဘယ်တော့ထားခဲ့ရမယ်ဆိုတာလည်းမသိဘူးဒါပေမဲ့ကျမတို့ကတော့ငါဟာလို့ဆွဲတက်ကြတယ်ငားနေတဲ့အိမ်ကိုတောင်မှဆွဲတယ်ဆိုမှတော့စောက်ထားတဲ့အိမ်တွေဆိုရင်ပိုးပြီးဆွဲလန်းတော့မှာပေါ့လို့စိတ်မှာဖြစ်မိတယ်လူတောင်ဖြစ်လာပြီးလူဘဝကိုရခဲ့ပြီးဆိုမှတော့ကံကောင်းခဲ့သူတွေကြီးပါပဲဆင်းရဲတာချမ်းသာတာဟာအတိတ်ကံတွေကြောင့်လည်းပါပါတယ်ဒါပေမဲ့အခုချိန်မှာအကောင်းဆုံးကံတွေကိုပြုပြင်စီရင်နိုင်ခြင်းနဲ့အတူနေထိုင်သွားနိုင်ပါတယ်တချို့ကဒီဘဝဒီခန္ဓာရလာတာကိုအခွင့်အလမ်းတစ်ခုအနေနဲ့မမြင်တတ်ကြပါဘူးကုသိုလ်အရာရလာတဲ့ခန္ဓာအိမ်ကိုကောင်းကောင်းမွန်မွန်လေးသုံးပြီးအချိန်တန်တဲ့အခါပြန်အပ်ပေးခဲ့တာကောင်းပါတယ်ကျေးဇူးတင်ပါတယ်
ဒီမှာပဲနားပါရစေရှင်